ဒီမှာမိသားဖို့ဒါဆေးဝယ်လာတယ်။ခိုင်းတော့လိုက်နော်။အဲ့ဆိုမေဒါဝယ်စားလေးပြီးတော့ကြောင်းခိုင်းတော့လိုက်တော့မယ်နော်။အေးဒါခယူးဆိုင်သွားနော်။ကျောင်းစင်းရင်လည်းအိမ်တန်းပြန်လာခဲ့။စိတ်ချပါမေရဲ့။ဒါဘေးမှမတော်အောင်နော်။အိမ်ကပဲတန်းပြန်လာခဲ့မယ်။အဲ့ဆိုသားတော့ရမယ်နော်။အေးညနေကြောင်စင်မမကိုစားအောင်နော်။အော်ဟိုမှာစောင့်မယ်လေဗါလေ။အေးညနေကျရင်လာမကြည့်ဘူးတဲ့လား။ဟုတ်တယ်မောင်လေးအိမ်ကအလုပ်ရှိလို့လာမကြဘူးလို့ပြောတယ်။အဲမောင်လေးနဲ့မမဒီကနေစပိတ်နဲ့ပဲတူတူပြန်လိုက်မယ်လေ။ရရလေးမောင်။လမ်းထဲရမှာမမတက်စီငါပြန်လိုက်တော့ကြားသွားပြီလား။ကြာသေးပါဘူးမမရဲ့။စပိတ်သူစီးတော့ကြအောင်။ဆောင်းမရှိတော့ဘူး။ညနေဆောင်သွား။ရလေအဲ့ဆိုဆက်သွား။ရှင်းတာဘာလုပ်တာလဲ။ချစ်ကုန်ကောက်တာ။ဒီလမ်းအဖြစ်ရင်ချစ်ကုန်ဆောင်ပြီးတော့ပြေးရ။အရေးထဲမှာတနာယူနဲ့လို့တွေ့။ No ဟိုတနာယူမဟုတ်အချစ်ယူလို့ပါဟိုတောင်းထားဖြစ်လေကိုရှင်းအောင်မချစ်နိုင်ပါဘူးလို့ကျမဘယ်နှခါပြောရမလဲပြီးတော့ကျမမှာဒါရေးစဉ်းစားဖို့ချင်းမရှိသေးဘူးမသူကပြီအလကားပါကွာတက်လိုက်နောက်ရှက်ကိုနောက်ရှက်နေရမဟုတ်ဘူးထားမြင်ဒီမှာဟဲ့လူခမရကိုမချစ်ဘူးလို့ပြောပြီးတော့ဟုတ်လားဒါမင်းစီယာပြေတောင်းနေအောင်သူ့စီယာတောင်းနေဒီစမ်းပါဘယ်နဲ့သူနဲ့ဒါကျွန်တော်အမဗျကျမတငယ်ချင်းဟာဘာကြီးလဲကွာဟမ်မရဲ့မောင်လေးဟဲ့ခမရမစော်ကားလိုက်တာရှင်းတာဘာလို့တာလဲလာစောက်တော့ပါလေဘာထားလဲမင်းစီကချစ်တဲ့ဆိုအဖြစ်များမချစ်လိုက်နေမှာနော်အဲ့တော့ဘေးကတော့နောက်ခါမင်းငါနဲ့မတွေ့အောင်ရှောင်တော့ကွာတွေ့အောင်မရှောင်လို့ဒင်းကဘာလို့ချင်တာလဲကြည့်ပါဦးဟဲ့ငါသားလေးကိုထိုးကြိတ်လွတ်လိုက်တာဘယ်လိုမင်းမဆုံးမဖမဆုံးမကလေးကချီကထိုးလွတ်လိုက်တာလေဒါအိုက်ကောင်ကိုပြန်ထိုးမလို့မေဟာဂျားတဲ့မမထောင်ဝင်ပါနေလို့ဝင်းမပါလို့ရမလားဟိန်းလေးရဲ့ခုကိစ္စကမမကြောင့်ဖြစ်တဲ့ပြဿနာလေပြီးတော့မင်းကမမဘာမှဖြစ်မခံနိုင်ပါဘူးမင်းကကြောင်းသားလေအောင်မြင့်မို့ကြောင်းရဲ့စီကံကိုမင်းလည်းသိနေရတယ်နောက်ပြီးမင်းဘက်ကမှန်းနေရဲဆိုရင်ကြောင်းကမင်းဘက်ကနေရက်တည်ပြီးကောက်ဝဲဖြည့်ရှင်းပေးမှာပဲဟုတ်တယ်သမီးပြောတာမှန်တယ်နောက်တစ်ခါအဲ့ဒီကောင်ကနှောက်ချင်မင်းတို့အောင်မြင့်မို့ကြောင်းကတာဝန်ခံကိုအကူညီတောင်းပြီးအဲ့ဒီကောင်ကိုအရေးယူပြရမယ်အခုကလည်းသမီးကြောင့်ဖြစ်တဲ့ပြဿနာပါအန်တီရဲ့အန်တီကိုလည်းသမီးအရင်အားနာပါတယ်ဟိတ်လေနောက်တစ်ခါအဲ့ကောင်လမ်းမှာတွေ့ရင်ရှောင်းတော့မရှောင်ဘူးရာအခုတော့မှမမထောင်ဝင်ပါနေလို့ဟိုအဲ့ကောင်မလွယ်ဘူးဟဲ့ချက်ကန်ကန်လုံနေနဲ့ပြောရင်ပြောတဲ့စကားနားထားကြားလားကြားဘူးဗျာကဲပါအန်တီသမီးလည်းအိမ်ပြန်ဖို့နောက်ကျနေပြီပြန်လိုက်တော့မယ်နော်အေးသမီးခရူးဆိုင်ပြီးပြန်နော်ဟုတ်ကဲ့ပါရှင်အန်တီအိမ်ပြန်ရောက်တဲ့ကြောင်မမဖုံးဆက်ပြောနော်မပြောဘူးတားကိုအမေတခါတည်းပြောထားရအောင်မေတားကိုအောင်မြင့်မို့ကိုပိုင်เจ้าမှာထားတယ်ဆိုတာတားအရန်တက်ချင်ပြီးပူဇာလုံးလုံးအမေမဖြစ်မနေထားပေးရတယ်တားသိပါလေကျောင်းစရိတ်ကိုတော့
အရေးကြလည်းပဲအမေထားနိုင်တာသားသိပါရဲ့နော်ပညာရေးဆိုတာအတန်းအောင်ယူဘွဲလက်မှတ်ရပြီးဘွဲတက်ပုံချိတ်ုံတစ်ခုတည်းနဲ့မပြီးဘူးငါသားတကယ်ပညာတက်ပြီးစဉ်းစားတွေးခေါ်အရေးချင်းရှိရအတန်းအောင်တစ်ခုတည်းနဲ့တော့အမေသားကိုကြောက်မထားဘူးအောင်မြင့်မို့ကြောင်းကိုလေအမေယုံကြည်စိတ်ချတယ်သားကိုလည်းယုံကြည်စိတ်ချခြင်းနဲ့ပညာသင်နေတဲ့အချိန်မှာအမေတခြားဘာတန်ညာတန်မှမကြားချင်ဘူးနော်ငါသား ဟုတ်ကဲ့စိတ်ချပါမေ ငါသားလေးသာတကယ်ပညာတတ်ကြီးဖြစ်သွားရင်အမေသေးပြောပါပြီကွယ် မင်းသူ့စီကချစ်လို့ရရင်ပြေပြောပါလိမ့်ဆိုအဲ့ဒါမသိဘူးကွာတော့ငါ့ကိုချီရဲကွာအားလည်းငါ့ကိုချီလေရအောင်လိုက်ချင်လေမင်းအဲ့လိုလုပ်နေလို့ရောသူ့စီကချစ်ဖို့မင်းရမှာလေအဲ့လည်းငါပြောတတ်မင်းကြီးရဲ့အတိုင်းပဲငါတကောင်ကျက်ပြီးတော့မရှိတော့မြစ်တာရဲ့နှွေးထွေးမှုငါသိနားမလဲလောကကြီးမှာမြစ်တာတကယ်ငတ်တဲ့သူတွေကသူတို့ရဲ့မသိစိတ်တွေကအတန်တွေရှောက်လုံနေတယ်။ဘာလဲအဲ့လိုပဲနေမှာပေါ့ အဲ့လိုမဟုတ်ဘူးဟင်းလေမင်းမမကဘာလို့အကန်လေးပြောနေရ ။ကျွန်တော်ကန်ဒီပဲပြောနေအမှန်ပါ။မစိတ်ထဲမှာအဲ့ကောင်မရှိတော့ရင်ပြီးတာပဲ။ကျွန်တော်မပြောတော့ ကဲပါအဲ့ဒါကြီးထားလိုက်တော့အချိန်မရှိတော့ဘူးတော့ကြမလည်းပဲဒီကချင်းရှိသေးတယ်မင်းလည်းစာမွေးနာနေနေပြီစာလောက်အောင်တော့ကြဘယ်လိုမောင်းလာလဲခင်ဗျာ။အဲ့တော့မင်းကိုပြောရမှာလေ။ခင်ဗျားတို့ကလာခင်ဗျားတို့စကားပြောပြီးတော့လာတာလေ။အဲ့တော့မင်းကလမ်းမားတာလေ။ဘာပါလဲ။ခင်ဗျားတို့လမ်းကြောင်းမားနေရတော့။အဲ့တော့လမ်းကြောင်းမားတယ်ပြောမင်းကဒီကလည်းပြတ်သွားတယ်။ငါတို့တိုင်းဆိုမသိတာ။သိဘူးလား။ဟာ။ဒီကောင်တော့တင်တာကြီးတဲ့ချင်းနေတယ်ဟဲ့လား။ဝယ်ရတာ။မင်းအကာမင်းမဟုတ်လားယင်မင်းဖေကိုထုံးမောင်လေ ဟုတ်တယ်အနီက တာအမလေးအမေသားလေးတာအမေသားလေးတာရဲ့ ဗျာ ခေါ်ဒီအမေနဲ့မင်းရဲ့ငယ်ရုပ်ကလေးအမေမမီနေတာလေတာရဲ့မင်းခုနှစ်နှစ်သားအရွယ်မင်းညီလေး3နှစ်သားအရွယ်မှာမင်းဖေနဲ့အမေသဘောထားချင်းမတိုက်ဆိုင်လို့လမ်းခွဲခဲ့ကြတာလေမင်းအဖေရမင်းကိုတာဝန်ယူမယ်ဆိုပြီးခေါ်သွားခဲ့တာလေ ဒါဆိုအမေမသေးဘူးပေါ့နော်အမေမသေးဘူးပေါ့တောင်းဝန်တာလိုက်တာပဲတောင်းဝန်တာလိုက်တာဒါနဲ့မင်းအဖေကိုထုမောင်ရှိသေးရဲ့လားယင် ဖေကအရက်တွေအလုံးညံတောက်ပြီးဆိုင်တွေးကြောက်ပေါက်ပြီးဆုံးသွားတစ်နှစ်ကျော်သွားရင်မေအနတာလည်းဒီမကွေးမျိုးကိုပြောင်းလာခဲ့တာ အိုးချစ်မဖြစ်ရလေကိုထုမောင်ရေ မလေးအန်ဒီရှာလာအန်ဒီရဖုန်းခေါ်တော့လဲအန်ဒီကဖုန်းကိုစပိတ်ထားတယ် ဟိုကမင်းကလာလို့အားမသိအောင်လေသမီးရဲ့ဘာဖြစ်လာတာလဲမျိုးကြီးပိုင်းနဲ့ ဟေးလေဟေးနေပြဿနာဖြစ်လို့လေအန်ဒီသမီးတငယ်ချင်းကဖုန်းဆက်ပြောလို့အဲသမီးတို့သွားမှဖြစ်မယ် ဟင်ငါသားလေးပြဿနာဖြစ်လို့ ဟုတ်တယ်အန်ဒီဟုတ်တယ်သမီးတို့ ခေါ်ပါပဲ ရှင်ကဒီကိုဘယ်လိုလုပ်ရောက်နေရလဲ မင်း
အမေနဲ့ဘယ်လိုဖြစ်ပြီးတော့ ကဲအဲ့ကိစ္စတွေနောက်မှရှင်းကြမယ်လာသမီးသွားကြမယ်နော်လာအော်တာမင်းကြီးလည်းပြဿနာဖြစ်လို့တဲ့အမေတို့နဲ့တခါလေးလိုက်ခဲ့နော်တာ ဟုတ်မေဒီလေညီလေး好吧。我骗了你的啊！你的，我生气了。啊，亏呢瓜，亏我大一看你瓜。တာလီဘယ်လိုပြရပါလို့ လူပြမလဲမေးဆိုင်ကသမားကြီးတိုက်သွားတာမေးရ ဟုတ်လေဖြစ်မဖြစ်ရလေဟင်းရဲ့ဆောင်းမလန်းဒီမှာဖြစ်ရလို့အကိုရေအမ်ဘူလန့်ကားလေးမင်းဖုန်းဆက်ခေါ်ပေးပါအောင်နော် ဆက်တာပဲလားဆက်တာပဲ ပိုင်းဘိုးကြီးတိုင်း ညာတားရဲ့ကို ဟုတ်ကဲ့တိုင်း အမေပြောတဲ့တားရဲ့အကိုကြီးဆိုတာဟုတ်တယ်ကြီးကိုရဲ့မေးအကိုကြီးညီလေးကိုကြီးကိုကြီးမေငယ်ကြီးကညက်ပြီလားမသိဘူးလာကြည့်ပေးပါဦး ဟဲ့မင်းဟာဆောင်းနာမှာထောင်းတာဘယ်လိုလုပ်ညံအောင်မှာတော့မင်းကိုငြုံသိညံအောင်ထောင်းနိုင်မှာအမေကမိမပေးစားမှာ ကျဆန်းဟာမိမလူငယ်ရမှာမို့ငါလည်းနေတိုင်းလက်တွေညောင်းနေဟေးမေကိုကြီးဟေးမေကိုကြီး ခါသားလေး မေတာဆဲအောင်လေမေတာဆဲဆောင်မအောင်လေမေတာဆဲဆောင်မအောင်လေဖိုင်ကြီးအောင်ပါလေကိုကြီးဖိုင်ကြီးအောင်ပါလေ ခါသားလေးဆောက်ရအောင်လေ ဟုတ်တယ်မေ ခါသားလေးခါသားလေး ကိုကြီးမလေးရေပါကိုကိုကြီးပါမေ ဆောက်ရအောင်ခါသားလေးဆောက်ရအောင် ဟေးမေကနေလေးစားမလာဘူးဆက်လာပါဟေးမလာဘူးကောင်းဆက်လာပါလေးစားဝေးဝေးအောင်ပါဟယ်လိုမမမောင်လေးဆယ်တန်းဆောင်ဝေးအောင်ပြီမမဖိုက်တီတောင်းပါတယ်ဖိုက်တီ ဟဲဝမ်းသာလိုက်တာဟင်းလေးရဲ့မမအရင်ဝမ်းသာတာပဲcongratulation ပါဟင်းလေးအခုဟင်းလေးကမမမျောလင့်ထားသလိုဖြစ်လာပြီဆိုတော့ဟင်းလေးလိုချင်တဲ့အဖြေကိုမမပြန်လာရင်စုချမယ်ဟုတ်ပြီလား မမတကယ်ပြောတာနော်အာယေမမ